Rahim အော်ဦးဒီကပြောခဲ့တဲ့အတိုင်းပဲအခုဒီကျမ်းရှင်အလာမာရာဘီဆပ်ရဲ့ပေါ်မှာပထမဆုံးအီစာရီဆိုကုလိုအလ္လာဟ်3ခေါက်ကြီးဖတ်ပြီးပို့လိုက်အောင်အရင်ဆုံး بسم الله الرحمن الرحيم الاعتراف وين كان جين بالنعمة نعمة سليم الاعتراف وين كان جين بالنعمة نعمة سليم وين كان جين အဲ့တော့ဒီဟာဒီဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ရဲ့ဆိုဟီမွတ်စလင်ကျမ်းထဲကနေထုံးထုတ်ထားတဲ့ရီဝါယတ်တစ်ခုပဲအောက်မှာရေးထားတဲ့အလ်အီမာမူမွတ်စလင်ဖီဆဟီဟီဆိုပြီးတော့ဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ဟာဒီမာမီမွတ်စလင်ဆိုတာကငါတို့အားလုံးသိပြီးသားပဲတကယ်ကြီးကျယ်လာတဲ့မူဟဒ်ဒစ်တယောက်ပဲအီမာမူလ်မူဟဒ်ဒစ်ပဲဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ရဲ့နာမည်ကမွတ်စလင်ဘင်ဟဂျ်ဂျာဘင်ကိုရှိုင်ရီအန်နိုင်ဆာဘူရီအီလီမီဟာဒီစ်ကိုငယ်ကလေးကကနေတင်ယူခဲ့တယ်အဲ့လိုတင်ယူခဲ့တဲ့နောက်ပိုင်းမှာမိမိမျိုးကနေနိုင်ဆာဘူမျိုးကနေအီရတ်တို့ဟီဂျတ်တို့ရှမ်တို့မစ္စရတို့ကြာအောင်အီလင်တို့ခီးတွေထွက်ပြီးတော့တင်ယူခဲ့တယ်ဟာဒီမာမီဘူခါရီရာမဒူလာတခင်ရဲ့ဆရာရီရဲ့ထံကနေလေဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ကအီလမီဟာဒီစ်ရဲ့ပညာတွေကိုတင်ယူခဲ့တယ်အဲ့ဒါပြီးတဲ့အခါမှာဟာဒီမာမီဘူခါရီရာမဒူလာတခင်ထံကနေလေဟာဒီမာမီဘူခါရီတခင်ရဲ့တပည့်လည်းဖြစ်ခဲ့တယ်ပြောရမယ်ဆိုရင်ဟာဒီမာမီမွတ်စလင်ဒီဟာဒီမာမီဘူခါရီရာမဒူလာတခင်ရဲ့တပည့်လည်းဖြစ်ခဲ့တယ်ဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ကတကယ်ကြီးကျယ်တဲ့မူဟဒ်ဒစ်တပါးတကယ်ကြီးကျယ်တဲ့ပညာရှင်တပါးဆိုတာကဟာဒီမာမီမွတ်စလင်ရဲ့ဆိုဟီမွတ်စလင်ကိုကြည့်အောင်တက်နေတယ်ဒါနားလည်နိုင်တယ်ဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ရဲ့တပည့်တွေထဲမှာတကယ်ကြီးကျယ်တဲ့တပည့်တွေဖြစ်တဲ့ဟာဒီမာမီတီရမီဇီတို့ဟာဒီအမီအဘူဟာတင်ရာဇီတို့ဒါဒီဟာဒီမာမီမွတ်စလင်ရာမဒူလာတခင်ရဲ့တကယ်ကြီးကျယ်လာတဲ့တပည့်တွေပဲအဲ့တော့ဒီမှာစပြီးတော့ပြောတယ်အင်နာဆလာဆတန်မုတ်ချဧကံပုဂ္ဂိုလ်3ယောက်ဒီဘနီအစ္စရာအီလဘနီအစ္စရာအီလ၌ရှိသောပုဂ္ဂိုလ်3ယောက်ဒီအဲ့ဒီပုဂ္ဂိုလ်3ယောက်ကဘယ်သူတွေလဲဆိုတော့နံပါတ်1ကအဘရာဆူအဲ့ဒီအဘရတ်အဘရတ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ဆိုကြတော့ငါတို့ခီယူသင်းယောဂဆွဲကပ်နေတဲ့ပုဂ္ဂိုလ်အောက်မှာဟာရှီယာမှာလည်းရေးထားတယ်အလ္လဇီအိုစီဘာဘီမာရာတီယူဟဒ်ဒစ်ဆူဖီလ်ဂျာဆာမီကစ်ရှရန်အဘယာတာအဖြူရောင်အကွက်အကွက်လေးတွေခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ယောဂထိတွေ့ခြင်းခံရတဲ့သူကိုတဲ့အဘရတ်လို့ခေါ်တာပါတယ်အဲ့တော့ဒါဒီခီယူသင်းယောဂအဲ့တော့ခီယူသင်းယောဂဆွဲကပ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ဝါအကရာဟူ၎င်းတော့ထိတ်ပြောင်နေတဲ့သူဝါအာမတတိယတယောက်ကမျက်မြင်ပဲဖြစ်တယ်အဲ့တော့ဗနီစာရီထဲမှာပုဂ္ဂိုလ်3ယောက်ရှိတယ်နံပါတ်1ကခုနခီယူသင်းယောဂဆွဲကပ်နေတယ်နံပါတ်2တယောက်ကကြတော့အကရာလို့ခေါ်တဲ့ထိတ်ပြောင်နံပါတ်3ကအာမမျက်စိမမြင်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်3ယောက်ရှိပါတယ်အင်နာသလာဆဒန်ဘုရားဧကံပုဂ္ဂိုလ်3ယောက်ရှိသည်ပြီးဗနီအစ္စရာအီလာဗနီအစ္စရာအီထဲမှာအဲ့ဒီဗနီအစ္စရာအီမှာပုဂ္ဂိုလ်3ယောက်ကတဲ့အဘရာဆူဝါအကရာဝါအာမခီယူသင်းယောဂနူနာခီယူသင်းယောဂဆွဲကပ်နေတဲ့သူရဲ့အဲ့တော့ပြီးတဲ့အခါမှာထိတ်ပြောင်နေတဲ့သူရဲ့ဝါအာမမျက်စိမမြင်မျက်ကန်းဖြစ်နေတဲ့သူရဲ့ဖာရာဒ်လာဟူသူရှိပြအလောရှ်မြတ်ကယူရတော်မူခဲ့တဲ့အန်ယပ်တလီယာထိုရှင်ကစမ်းသပ်ဖို့ရန်ဟွမ်အဲ့ဒီပုဂ္ဂိုလ်များကိုအဲ့ဒီပုဂ္ဂိုလ်တွေကိုအလ္လာဟ်စမ်းသပ်ဖို့ရန်အတွက်ရည်ရတော်မူတယ်။အဲ့လိုရည်ရလိုက်တဲ့အခါမှာဘာသာထိုရှင်ကစေလွတ်တော်မူခဲ့တယ်တဲ့။အီလိုက်ဟင်သူတို့ရဲ့ထံပါကိုမလာကန်မလာအီကာတပါကိုမလာအီကာတပါကိုသူတို့ထံကိုအလ္လာဟ်စမ်းသပ်ဖို့ရန်အတွက်စေလွတ်တော်မူခဲ့တယ်။အဲ့လိုစေလွတ်တဲ့အခါမှာဖာသာသူဖြစ်ပြထိုမလာအီကာကရောက်ရှိလာခဲ့တဲ့အလ်အဘရာဆာအဘရတ်ရဲ့ထံကိုဒီအဘရတ်ခီယူသင်းယောဂနူနာယောဂဆွဲကပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ထံကိုတဲ့မလာအီကာကရောက်လာတယ်။ရောက်လာပြီးတော့ဖကောလာသူဖြစ်ပြထိုမလာအီကာကပြောဆိုတော်မူတယ်တဲ့အဲ့ယူရှိုင်းရင်ဘယ်ရာဒီအဟဘ်တာပွေးအနှစ်သက်ဖွယ်အကောင်းဆုံးလေအီလိုက်ကအသင်ရဲ့ထံပါမှာဆိုတော့ကအသင်ဘာကိုနှစ်သက်လဲဆိုပြီးတော့သူ့ကိုမေးတာအယူရှိုင်းရင်ဘယ်ရာဒီအဟဘ်တာပွေးနှစ်သက်ဖွယ်အကောင်းတယ်အီလိုက်ကအသင်ရဲ့ထံပါမှာအဲ့လိုမေးတဲ့အခါမှာကောလာဟိုအဘရတ်ကလည်းပြန်ပြီးဖြေပြီးတော်မူတဲ့လောင်နွန်ဟာဆာနွန်ကောင်းမွန်သောအယောင်အစင်ဝဂျီလ်တွန်ဟာဆာနွန်ကောင်းမွန်သောအရေးပြားတွေကျွန်တော်လိုချင်ပါတယ်ဝယုဇီဟိဘသူဖြစ်ပြရတဲ့ဝယုဇီဟိဘဝေးကွာသွားသည်ဘူးပဲအန်နီကျွန်တော်ရဲ့ဘက်ကနေအလ္လဇီအကျင့်ရာကကတ်ကာသီရမုတ်ချဧကမနှိမ့်မြုံမှုဖြစ်နေတယ်နီကျွန်တော်ကိုအနာဆိုလူတွေကျွန်တော်ကိုမနှိမ့်မြုံမှုဖြစ်သောယွန်ရှာနေသောအကျင့်ရာဘက်ကနေလေတဲ့ဝေးကွာမှုဖြစ်စေတယ်အဲ့ဝေးကွာမှုဖြစ်စေမဲ့ရာကိုလည်းကျွန်တော်လိုချင်တယ်အဲ့တော့ကောလာသူဖြစ်ပြထိုအဘတ်ကပြန်ပြီးတော့ဖြစ်ပြီးတော်မူတဲ့လောင်နွန်ဟာဆာနွန်အဲ့တော့ကျွန်တော်နံပါတ်1လိုရတာကလောင်းနွန်ဟာဆန်ကောင်းမွန်တဲ့အသားရည်တစ်ခုကောင်းမွန်တဲ့အယောင်တစ်ခုလိုအပ်တယ်ဝဂျီလ်တွန်ဟာဆန်ကောင်းမွန်တဲ့အရေးပြားတစ်ခု
လေလိုအပ်တယ်ဝယုဇဟိဘ၎င်းတော့ဝေးကွာသွားစီပြီးအန်နီကျွန်တော်ရဲ့ဘက်ကနေအလဒီအကျဉ်းရအဲ့ဒီဘယ်ရလဲဆိုတော့တဲ့ကတ်ကာစီရမုတ်ချရေကမနှိမ့်မြုံမှုဖြစ်နေတဲ့နီကျွန်တော်ကိုတဲ့အနာဆိုလူတွေကျွန်တော်ကိုမနှိမ့်မြုံမှုဖြစ်နေတဲ့အရာကနေဝေးကွာသေးဖို့ရန်အတွက်လည်းတဲ့ကျွန်တော်လိုရှိပါတယ်အဲ့လိုပြောတဲ့အခါမှာကောလာမာလိုက်ကာကအမေပြောဆိုတော်မူခဲ့တယ်ကောလာရာဝီကအမေရှိတော်မူခဲ့တယ်ဖာမာဆာဟာသူဖြစ်ပြရတဲ့ထိုမာလာအီကာကပုတ်တက်ပေးလိုက်တဲ့ခဲ့တယ်ဖို့ထိုအဘရက်စ်ကိုအဲ့တော့မာလာအီကာကဒီပုံစံမျိုးပုတ်တက်ပေးလိုက်တဲ့အခါမှာဖာဒါဟာဘာသူဖြစ်ပြရတဲ့ပျောက်ကင်းသွားခဲ့သည်အနိုထိုသူရဲ့ဘက်ကနေကာသာရူသူ့ရဲ့မနှင်းမျိုးဘွေကကောင်းတဲ့ຢာတွေကသူ့ဘက်ကနေတဲ့ဇာဟာဘာပျောက်ကင်းသွားခဲ့တယ်ဝအိုသူရသူဖြစ်ပြရထိုသူကချီးမြှင့်ခြင်းခံရပါတယ်လောင်းနန်ဟာဆန်နန်ကောင်းမွန်သောအရေးသွေးတွေကောင်းမွန်တဲ့အယောင်တွေကိုလည်းချီးမြှင့်ခြင်းခံရတယ်ဝဂျီလ်တန်ဟာဆန်နန်ကောင်းမွန်တဲ့အရေးပြားကိုလည်းသူကချီးမြှင့်ခြင်းခံရတယ်ကောလာသူဖြစ်ပြရတို့မလာအီကာကအမေရှိတော်မူတဲ့ဖိုင်ယွလ်မာရီအဘယ်ပစ္စည်းသည်အဟဘူတာပွေးနှစ်သက်ဖွယ်ရာကောင်းတဲ့အီလိုက်ကအသင်ရဲ့ထံပါမှာဘယ်ပစ္စည်းကတာပွေးနှစ်သက်ဖွယ်ရာကောင်းလဲလို့ပြောတော့ကောလာထိုအဘရက်စ်ကပြောတော်မူတဲ့အလ်အီဘီလိုကလောကာတာလေကျွန်တော်ထံမှာနှစ်သက်စရာကောင်းဆုံးပစ္စည်းပါဆိုပြီးပြောတဲ့အခါမှာအော်ဒူရီမိုဒါရာဝီကရှက်ဖြစ်တာအဲ့တော့အော်ဒူရီမိုတဲ့ကောလာထိုသူကပြောဆိုခဲ့တဲ့အလ်ဘာကာရိုဘကာနွားလိုပါတယ်ဆိုပြီးပြောခဲ့တယ်အဲ့တော့ဒီအဘရက်စ်ကနွားလိုပြောတာလေဖြစ်နိုင်တယ်ဒူရီမိုအီဘီကလောလိုပြောတာလည်းဖြစ်နိုင်တယ်အဲ့မှာထပ်ပြီးတော့ရှင်းပြတယ်ရှက်ကအစ္စဟာကိုဟာဒီအစ္စဟက်တခင်ကဆင်းတော့တဲ့ဟာဒီအစ္စဟက်ဆိုတာကအီမာမ်မွတ်စလင်ရာမဒူလာတခင်ရဲ့ရာဝီတွေကရာဝီတယောက်ဖြစ်တဲ့အဲ့ဒီရာဝီဖြစ်တဲ့ဟာဒီအစ္စဟက်တခင်ကသူရှက်ဖြစ်သွားတာဒီခုနကအဘရက်စ်ကအီဘီလိုပြောတာလားဒူရီမိုဘကာလူပြောတာလားဆိုတာကိုသူရှက်ဖြစ်သွားတာအဲ့တော့ရှက်ကအစ္စဟာကိုအစ္စဟက်တခင်ကဆိုတော့တဲ့တန်တရားဖြစ်သွားခဲ့တယ်အစ်လာဒါပေမဲ့လည်းအန်နလ်အဘရာဆာဝလ်အကရာမုတ်ချေကဒီအဘရတ်နဲ့အကရာထိပ်ပြောင်တဲ့ဒီကျူတင်နူနာယောဂဆွဲကပ်နေတဲ့ပုံကိုနှစ်ယောက်လုံးဒီတဲ့ကောလာအဟာဒူမှာသူတို့နှစ်ယောက်ထဲကတယောက်ကတော့ပြောခဲ့တယ်အလ်အီဘီလူအီဘီဆိုပြီးတော့ပြောခဲ့တယ်ဝကာလ်အာခါရူနောက်တစ်ယောက်ကတော့အလ်ဘာကာရူဘကာနွားလိုချင်တာပါဆိုပြီးတော့ပြောဆိုခဲ့တယ်အဲ့တော့ဒီအလေးကဘာကိုဆိုလိုချင်တာလဲဆိုတော့အခုဒီမှာရာဝီကရှက်ဖြစ်သွားတာအဲ့တော့ရှက်ဖြစ်သွားတာကဒီအဘရတ်ကကလုတ်တောင်းတာလားနွားတောင်းတာလားဒူရီမိုအကရာကလုတ်တောင်းတာလားနွားတောင်းတာလားဆိုတာနဲ့ပတ်သက်ပြီးတော့ရာဝီကရှက်ဖြစ်တာအဲ့တော့သူရှက်ဖြစ်တာကိုလည်းရှက်ဖြစ်တဲ့အကြောင်းရှက်ကအစ္စဟာကိုရာဝီမွတ်စလင်ရာမဒူလာတခင်ရဲ့ရာဝီတွေကနေရာဝီကျူဖြစ်တဲ့ဟာဒီအစ္စဟက်တခင်ကရှက်ဖြစ်ခဲ့တယ်တန်တရားဖြစ်ခဲ့တယ်တဲ့အစ်လာဒါပေမဲ့လည်းတန်တရားဖြစ်တယ်ဆိုတာလုံးလုံးကြီးတန်တရားဖြစ်သွားတာမဟုတ်ဘူးလုံးလုံးကြီးမေ့သွားတာမှားသွားတာမဟုတ်ဘူးတဲ့အစ်လာဒါပေမဲ့လည်းအန်နလ်အဘရာဆာဝလ်အကရာမုတ်ချေကအဘရက်နဲ့အကရာဒီကာနာအဟာဒူမှာသူတို့နှစ်ယောက်ထဲကတယောက်ကတော့ပြောခဲ့တယ်အလ်အီဘီလိုကလောလိုချင်တာပါဝကာလ်အာခါရိုနောက်တယောက်ကတော့အလ်ဘာကာရိုနွားလိုချင်တာပါဆိုပြီးတော့ပြောခဲ့တယ်အဲ့တော့ကာလာသူဖြစ်ပြရာဝီကပြောပြတော်မူခဲ့တယ်အဲ့တော့ဖအိုးသူရသူဖြစ်ပြတဲ့ထိုပုဂ္ဂိုလ်ကအဲ့ဒီခုနကအဘရက်ဒီကျူတင်နူနာဆွဲကပ်နေတဲ့ပုဂ္ဂိုလ်ဒီရဲ့ဖသူဖြစ်ပြအိုးသူရထိုပုဂ္ဂိုလ်ကချီးမြှင့်ခြင်းခံရပါသည်နာကာတန်ဥရှရာအနာကာဒန်အရှရာမဟုတ်ဘူးနော်နာကာဒန်ဥရှရာဇီအရင်မှရှိတယ်ဥရှရာဆိုတာကငါတို့ဒီဟာမေလာဒီဇီရှိတာဇီရှိပြီးတော့ဇီကလည်းရိုးတန်ရှိနေတာမဟုတ်အရင်အမှကြီးနဲ့မွေးလူဆဲဆဲအဲ့တော့နာကာဒန်ဥရှရာဇီအရင်မှရှိနေတော့တဲ့ကလုံးမကိုချီးမြှင့်ခြင်းခံရတယ်ဖကောလာသူဖြစ်ပြရတဲ့ထိုမလာအီကာကပြောဆိုတော်မူခဲ့တဲ့ဘာရကလောဟူအလ္လာဘရကတ်ပေးတော်မူပါသည်တဲ့လကအသင်ကိုဖီဟာထိုပစ္စည်းဥစ္စာမှာအခုပေးလိုက်တဲ့ကလုံးနဲ့ပတ်သက်ပြီးအလ္လာမင်းကိုဘရကတ်ပေးတော်မူပါသည်ဆိုပြီးတော့ဒီလိုဒွါလေးပေးပြီးတော့ဒီမလာအီကာကပြန်လှည့်သွားတယ်အဲ့တော့ကောလာရာဝီကပြောပြတော်မူတဲ့ဖသူဖြစ်ပြရအတာအဲ့ဒီမလာအီကာကပဲအဲ့ဒီခုနကအဘရတ်တန်ကိုလာတဲ့မလာအီကာကပဲတဲ့ဖသူဖြစ်ပြရအတာထိုမလာအီကာကရောက်ရှိလာတဲ့အလ်အကရာထိပ်ပြောင်ရဲ့ထံကိုရောက်လာတယ်အဲ့တော့ထိပ်ပြောင်ရဲ့ထံကိုရောက်လာပြီးတော့ဘကောလာသူဖြစ်ပြမလာအီကာကအမေ့ရှိတော်မူတယ်အဲ့ယူရှာရင်ဘယ်ပစ္စည်းဒီဘယ်ရသည်တဲ့အဟဘူတာပူရနှစ်သက်ဖွယ်ရာကောင်းတယ်အီလိုက်ကအသင်ရဲ့ထံပါမှာဘယ်ရသည်အကောင်းဆုံးလဲဘယ်ရသည်အလိုချင်ဆုံးလဲဆိုပြီးတော့ဒီလိုမေးတော့တဲ့ကောလာသူဖြစ်ပြထိုသူကပြောဆိုတော်မူခဲ့တယ်ဖကောရာသူဖြစ်ပြထိုသူကပြောဆိုတော်မူခဲ့တယ်ရှာရွန်ဟာဆန်ကောင်းမွန်တဲ့အမွေးမြင်တွေကောင်းမွန်တဲ့သပင်တွေကိုကျွန်တော်လိုအပ်ပါတယ်ဝယုဇီဟိဘသူဖြစ်ပြဝေးကွာသွားစီဖို့ရန်အန်နီကျွန်တော်ရဲ့ဘက်ကနေတဲ့ဟာဇလက်ဒီဤအကျင်ရာကကတ်တကားစီရာမုတ်ချိကမနှိမ့်ညွတ်မှုဖြစ်နေတယ်နီကျွန်တော်ကိုအနာဆိုလူတွေကျွန်တော်ကိုမနှိမ့်ညွတ်မှုဖြစ်နေသောအရာကနေတဲ့
အရာဒီကျွန်တော်ဘက်ကနေဝေးကွာသွားစီဖို့ရန်အတွက်လည်းလိုအပ်ပါတယ်ဆိုပြီးတော့ပြောဆိုတဲ့အခါမှာကောလာရာဝီကပြောပြတော်မူတဲ့ဖမာဆာဟာဒုရှိပြာထိုမလိုက်ကာကပုတ်တက်လိုက်တဲ့ဟိုအဲ့ဒီပုဂ္ဂိုလ်ကိုအဲ့ဒီထိတ်ကြောင်ကိုသူ့ကောင်းလေးကိုပုတ်တက်လိုက်တော့တဲ့ဖာဇာဟာဘာဒုရှိပြာထိုယောဂါကပျောက်ကင်းသွားခဲ့တဲ့အနုသူ့ရဲ့ဘက်ကနေဖာဇာဟာဘာဒုရှိပြာလင်းစင်းသွားခဲ့တဲ့ပျောက်ကင်းသွားခဲ့တဲ့အနုထိုသူ့ရဲ့ဘက်ကနေကောလာဒုရှိပြာရာဝီကပြောပြတော်မူတဲ့ဟောသူရဒုရှိပြာတဲ့ထိုသူကချီးမြှင့်ခြင်းခံရပါသည်ရှာရန်ဟာဆန်န်ကောင်းမွန်တဲ့အမွေးမြင်တွေကောင်းမွန်တဲ့သပင်ကိုချီးမြှင့်ခြင်းခံရတယ်အဲ့လိုချီးမြှင့်ခြင်းခံရပြီးတဲ့အခါမှာကောလာမလာအီကာကထပ်ပြီးတော့မေးတော်မူတဲ့ဖိုင်ယွလ်မာလီအဘယ်ပစ္စည်းသည်အဟဘူတာပွေးနှစ်သက်ဖွယ်ရာကောင်းတယ်အီလိုက်ကအသင်ထံပါမှာဘယ်ပစ္စည်းကတာပွေးနှစ်သက်ဖွယ်ရာကောင်းလဲလို့ပြောတော့ကောလာထိုသူကပြောတော်မူခဲ့တဲ့အလ်ဘာကာရိုနွားလို့ပြောခဲ့တယ်အဲ့တော့ဟိုအထက်မှာပြောခဲ့ပြီးဒီခုနကအကရာကထိပ်ပြောင်ကောင်းကနွားပြောတာလားကလအုပ်ပြောတာလားဒိုရီမိုဟိုနူနာဆွဲကပ်နေတဲ့ကောင်းကနွားပြောတာလားကလအုပ်ပြောတာလားဆိုတာရာဝီကရှက်ဖြစ်ပြီးသားအဲ့တော့ဒါထပ်ပြောစရာမလိုတော့ဘူးနော်အဲ့တော့ကောလာသူရှိပြီဟာတဲ့ထိုအကရာကပြောဆိုတော်မူခဲ့တဲ့တောင်းခံခဲ့တဲ့အလ်ဘာကာရိုနွားပါဆိုပြီးတော့ပြောခဲ့တယ်အဲ့တော့ဖော်ဦးသူရသူဖြစ်ပြီဟာထိုသူကလည်းချီးမြှင့်ခြင်းခံရပါသည်ဘာကာရာတန်ဟာမီလန်ဇီအရင်မှာရှိတဲ့ကလအုပ်မှာချီးမြှင့်နွားမှာချီးမြှင့်ခြင်းခံရသည်ကောလာသူဖြစ်ပြီဟာတဲ့မလာအီကာကပြောဆိုတော်မူခဲ့တဲ့ဘာရကလ္လာဟူတအာလာအလောရှ်မြတ်ဘရကတ်ချီးမြှင့်တော်မူပါသည်တဲ့အလ္လာဟ်ဘရကတ်ပေးတော်မူပါသည်ဖီယာထိုပစ္စည်းဥစ္စာတွေမှာကောလာသူဖြစ်ပြီဟာရာဝီကပြောပြတော်မူခဲ့တယ်ဖာတာသူဖြစ်ပြီဟာထိုအဲ့ဒီမလာအီကာကပဲသွားတော်မူခဲ့တဲ့အလ်အာမာမြက်ကန်းရဲ့ထံကိုမျက်စိမမြင်တဲ့ကောင်ရဲ့ထံကိုသွားတယ်ဖကောလာသူဖြစ်ပြီဟာထိုသူကပြောဆိုတော်မူတဲ့အယူရှိုင်အဘဲရသည်တဲ့အဟဘူတာပွေးနှစ်သက်ဖွယ်ကောင်းတယ်အီလိုက်ကအသင်ရဲ့ထံမှာကောလာသူဖြစ်ပြီဟာထိုအာမာမျက်စိမမြင်တဲ့ကောင်ကလည်းပြန်ပြီးတော့ဖြေပေးတယ်အန်ယူရတ်ဒလ္လာဟူအန်ယူရတ်ဒလ္လာဟူအလ္လာကျွန်တော်ကိုပြန်အန်ယူရတ်ဒလ္လာဟူအလ္လာပြန်ဤကဲ့သို့ပြန်လဲချီးမြှင့်ခြင်းအန်ဤကဲ့သို့ယူရတ်ဒလ္လာဟူအလ္လာပြန်လဲချီးမြှင့်ခြင်းအီလိုက်ရကျွန်တော်ရဲ့ဘက်ကိုတဲ့ဘာစွာဒီကျွန်တော်ရဲ့အမြင်အာရုံတွေကိုအဲ့လိုပြောဖောက်ဥပ္ပဆွေးတာသူဖြစ်ပြကျွန်တော်ကမြင်တွေ့ဖို့ရန်ဘေးအဲ့ဒီအမြင်အာရုံကိုအကြောင်းခံ၍အနာစာလူများကိုခေါ်တာသူဖြစ်ပြရာဝီကပြောပြတော်မူခဲ့တယ်ဖမဆာဟုထိုမာလာအီကာကလည်းပုတ်တက်ခိုင်းလိုက်တယ်ဟုတ်အဲ့ဒီမျက်မမြင်ဝဲပုတ်တက်လိုက်တော့ဖရတ်ဒလ္လာဟူသူဖြစ်ပြအလ္လာဟ်ကလည်းပြန်လဲချီးမြှင့်တော်မူခဲ့ပြန်လဲချီးမြှင့်တော်မူခဲ့တယ်အီလိုက်ဟီသူ့ရဲ့ထံပါကိုတဲ့ဘာစွာတာဟူသူ့ရဲ့အမြင်အာရုံကိုအလ္လာဟ်ပြန်ပြီးတော့ချီးမြှင့်တော်မူခဲ့တယ်အဲ့လိုချီးမြှင့်ပြီးတော့ခေါ်လာမာလာအီကာကမေးတော်မူတဲ့ဖိုင်ယွလ်မာလီအဘယ်ပစ္စည်းသည်အဟဘူတာပွေးနှစ်သက်ဖွယ်ရာကောင်းတယ်အီလိုက်ကအသင်ထံပါမှာအဘယ်ပစ္စည်းကတာပွေးနှစ်သက်ဖွယ်ရာကောင်းလဲလို့ပြောတော့ခေါ်တာသူဖြစ်ပြထိုသူကပြန်လဲဖြေပြီးတော်မူတဲ့အလ်ဂါနာမူတူးတွေစိတ်တွေကဆိုရင်တော့ကျွန်တော်ထံမှာအကောင်းမှုဆုံးသောပစ္စည်းပါဆိုပြီးတော့ပြောဆိုအဖြေပေးတော်မူခဲ့တယ်ဖော်ဝသူရသူဖြစ်ပြထိုသူကလည်းချီးမြှင့်ခြင်းခံခဲ့ရတယ်ရှားတန်ဝါလီဒန်ဇီအရင်မှာရှိနေတဲ့မွေးကန်ဒီမွေးလူဆဲဆဲဒီစိတ်မတကောင်သူကလည်းချီးမြှင့်ခြင်းခံရတယ်ပန်တကြသူဖြစ်ပြတဲ့ပေါက်လာခဲ့တဲ့ဟာသားနေဤနှကောင်ကနေပေါက်လာခဲ့တဲ့ဝါသူဖြစ်ပြဝါလာတာဟာသာဤကောင်ကလည်းနောက်တဲ့တကောင်တွေပေါက်လာတော်မူခဲ့တယ်ဆိုလိုတာကဒီအကောင်တကောင်တွေဒီစိတ်မလေးကနေပေါက်လာတဲ့ကလုံးမလေးကနေပေါက်လာတဲ့နွားမလေးကနေပေါက်လာတဲ့အကောင်ကလည်းနောက်တဲ့ထပ်ပြီးတော့ပေါက်သွားတယ်တဲ့ဘယ်လောက်ထိတန်အောင်လဲဆိုတော့ဖကာနာသူဖြစ်ပြဖြစ်ရှိသွားခဲ့တယ်လီဟာသာဤပုဂ္ဂိုလ်အတွက်ဝါဒင်ဝါဒီရှုံမြောင်တစ်ခုစာမင်းအဘေလီကလောတွေကနေဝလီဟာသာသူဖြစ်ပြဒီသူအတွက်ဆိုတာကအကရအတွက်ထိပ်ပြောင်ကောင်းအတွက်တဲ့ဝါဒင်ရှုံမြောင်တစ်ခုစာမင်းဘာကာရီနွားတွေကနေဝလီဟာသာသူဖြစ်ပြထိုမျက်မြင်အတွက်လဲဝါဒင်ရှုံမြောင်တစ်ခုအပြည့်သာမင်းဂါနာမီတိုးစိတ်တွေကနေရှုံမြောင်တစ်ခုအပြည့်တဲ့သူတို့တွေအတွက်ဖြစ်ရှိသွားခဲ့တယ်ဟောတာသူဖြစ်ပြတော်ပြီအဲ့ဒီပဲပြန်မနောက်တော့ဖတ်ပြအောင်လားရမလားရပါတယ်ဆရာရရင်တစ်ခါတော့ဖတ်ကြည့်တယ်မရတာလေးပြန်မေးလိုက်လို့တစ်ခါလည်းဖတ်လိုက်တစ်ခါလည်းပြီးအောင်ဖတ်လိုက်ဖတ်ပြီးတော့မရတာလေးပြန်မေးလိုက်ဒီနားလေးစင်မပြေတော့မပြေတဲ့နေရာ